အင်္ဂလိပ်လိုလေအထာကြကြချီမိုးကြမယ် Number 1 Don't flatter yourself ကိုယ့်အကိုတိတ်အထင်ကြီးမနေနဲ့ Don't mock me ငါ့ကိုလာမလောင်နဲ့ Mind your business ကိုလိုကိုလို Don't be sarcastic လာရွေးမနေနဲ့ Dream on ဆူတောင်းလေ Das war ein Befehl! Der Angriff Steiners war ein Befehl! ကဲဒီလိုအထာကြကြခြေပုံချိန်နည်းလေးတွေကိုဆက်ပြီးလေ့လာခြင်း like and follow လုပ်ဖို့မမေ့ပါနဲ့ See you in part 2 bye bye